မ်းမမေးတင်လည်းဖြစ်ရမယ်ရေမီးလဲစုံရမယ်ပတ်ဝန်းကျင်လည်းကောင်းရမယ်အရက်မျက်နှာအလဲကလည်းလှမကြိုက်တယ်ဆိုတဲ့မိတ်ဆွေတွေအတွက်ဒီအိမ်လေးကအသင့်တော်ဆုံးပါပဲမင်္ဂလာပါခင်ဗျာပြင်ဦးလွင်မှာလူနေထိုင်ဖို့အတွက်အေဂျင့်စိတ်ငြိမ်ပြီးလမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့နေရာတစ်ခုကိုရှာဖွေနေတဲ့မိတ်ဆွေတို့အတွက်လှပပြီးချစ်စရာကောင်းတဲ့အိမ်ဖြူလေးတစ်လုံးနဲ့မိတ်ဆက်ပေးပါရစေမန္တလေးလာရှိုးလန်နီးစကန်မီပိုက်ကနေ10မိနစ်ဝန်းကျင်သာသွားရတဲ့နေရာလေးပဲဖြစ်ပါတယ်မြေသားလုံးဝနင်းစရာမလိုပဲအိမ်ရှိထိကတ္တရလမ်းဖြစ်လို့ရာသီမီတွေစိတ်ကြိုက်သွားလာနိုင်ပါတယ်ဒီအိမ်လေးရဲ့ဒီနေရာကပြင်ဦးလွင်မြို့အနီးစကန်လက်ပံကုန်းကျေးရွာမှာတည်ရှိပြီးတော့လမ်းအသွယ်6ပေါ်မှာမေးတင်နေတဲ့အိမ်အသစ်ကြီးပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတာကလက်ပံကုန်းကျေးရွာရဲ့ရွာလေလမ်းမကြီးဖြစ်ပြီးတော့ဒီဘက်ကတော့ကျွန်တော်ခုနကပြောတဲ့လမ်းအသွယ်6ပဲဖြစ်ပါတယ်ရွာလေလမ်းမကြီးနှစ်ကွက်ငုပ်ဖြစ်ပြီးလမ်းအသွယ်6ပေါ်မှာမေးတင်နေတဲ့ဒီအိမ်ကြီးอ่ะဆိုရင်လူကြီးမင်းတို့ပိုင်ဆိုင်မဲ့အိမ်ကြီးပဲဖြစ်ပါတယ်အိမ်အလှည့်အားဆိုရင်တော့တောင်ဘက်ဖြစ်ပါတယ်မြေအကျယ်ပေ60ပေ80ပေါ်မှာတိဆောက်ထားတဲ့အိမ်ကလေးဖြစ်ပြီးခြံဝင်းအတွင်းမှာဆိုရင်လည်းကား9စီးခန့်အထိစိတ်ကြိုက်ရန်နာနိုင်လို့ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေမိတ်ဆွေအပေါင်းအသင်းတွေကိုယ့်အိမ်ကိုလာလေတဲ့အခါကားထားဖို့အတွက်နေရာပူစရာမလိုတော့ပါဘူးခြံအတွင်းမှာဆိုရင်မြက်ခင်းပြင်လေးရဲ့ဂါစီဘိုလေးရဲ့ထည့်သွင်းတိဆောက်ပေးထားလို့ကိုယ့်ရဲ့မိသားစုနဲ့အတူတူစကားလေးတွေပြောရင်အနားယူအပန်းဖြေလို့ကောင်းတဲ့နေရာလေးလည်းဖြစ်ပါတယ်အိမ်ထဲကိုစဝင်တာနဲ့အေကန်းကိုတွေ့ရမှာဖြစ်ပါတယ်အခန်းတိုင်းကိုပါကီခင်းပေးထားပြီးမိဖို့ကန်းကိုတော့ကျွေပြားခင်းထားပါတယ်လင်းရောင်ရရှိမှုအားကောင်းတဲ့အပြင်အတွင်းနေရံတွေကိုလည်းဆေးအဖြူရောင်တုပ်ထားလို့ကြည်လင်လက်ဆက်တဲ့ခန်းစားချက်မျိုးရရှိမှာပါအောက်ထပ်ရဲ့အခန်းဖွဲ့စည်းပုံအနေနဲ့ဆိုရင် Master Bedroom တစ်ခန်းပါမယ်မိဖို့ကြောင့်လည်းထမင်းစားခန်းတွဲရက်တစ်ခန်းပါမယ်ပြီးရင်ကျွန်တော်တို့ဘုံရေချိုးခန်းအိမ်သာပါပါမယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့အပေါ်ဓာတ်ကိုသွားကြည့်ကြအောင်အပေါ်ဓာတ်ကိုရောက်တာနဲ့နောက်ထပ်အေကန်းကျဲတစ်ခန်းတွေ့ရမှာဖြစ်ပါတယ်ဒီအပေါ်ဓာတ်မှာ Single Bedroom တစ်ခန်းနဲ့ Master Bedroom တစ်ခန်းဆိုပြီးတော့ထပ်မံပါရှိပါသေးတယ်ဒါကတော့အိမ်ပေါ်ဓာတ်ကနေမြင်ရတဲ့ပတ်ဝန်းကျင်အနေအထားပဲဖြစ်ပါတယ်ဒီအိမ်လေးကိုခေါ်ထားတဲ့ဈေးနှုန်းက3,400ဖြစ်ပြီးတော့ပိုင်ရှင်တိုက်ရိုက်စိတ်ကြိုက်ဈေးစကားပြောဆိုနိုင်ပါတယ်ခင်ဗျာဒီအိမ်လေးကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်39966358934339ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ